basic photography online တင်နန်းဖြစ်ပါတယ်ဆိုတော့ဒီတင်နန်းကဘယ်သူတွေအတွက်ဖြစ်မလဲဆိုတော့တင်ကကင်မရာကိုဝယ်ဖို့စဉ်းစားနေတယ်ဒါပေမဲ့ကင်မရာမဝယ်ရသေးဘူးဘာကင်မရာဝယ်မသိဘူးဆိုလို့ရှိရင်ဒီတင်နန်းကို join လုပ်ရပါတယ်သို့မဟုတ်တင်ကကင်မရာတော့ဝယ်ပြီးသွားပြီဒါပေမဲ့ဒီကင်မရာကိုကောင်းကောင်းမသုံးတတ်ဘူးဒီကင်မရာရဲ့ setting တွေကိုနားမလည်ဘူးကင်မရာမရိုက်တတ်ဘူးကင်မရာမသုံးတတ်ဘူးဆိုလို့ရှိရင်လည်းဒီတင်နန်းကတင်အတွက်ပဲဖြစ်ပါတယ်တော့မဟုတ်တင်ကကင်မရာလည်းဝယ်ပြီးသွားပြီကင်မရာလည်းနည်းနည်းတော့သုံးတတ်တယ်ဒါပေမဲ့ composition တွေ color အကြောင်းတွေဒီ creative အပိုင်းတွေကိုတိတ်ပြီးတော့မကျွမ်းကျင်သေးဘူးပို့ပြီးသိချင်ဆိုလို့ရှိရင်လည်းဒီတင်နန်းကတင်တော်ပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီတင်နန်းမှာအသုံးများတဲ့ lighting technique တွေအကြောင်းလည်းကျွန်တော်သင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့တင်က lighting တွေကိုလည်းမသုံးတတ်သေးဘူးဆိုလို့ရှိရင်ဒီတင်နန်းကို join လုပ်ရပါတယ်အဲ့ဒီပြင်ကိုရိုက်ထားတဲ့ဓာတ်ပုံတွေကိုလည်းAdobe Lightroom မှာဘယ်လိုမျိုး edit လုပ်မလဲဆိုတာကို Lightroom ရဲ့ basic ကနေ advanced အထိပါကျွန်တော်သင်ကြားပေးသွားတဲ့တင်နန်းဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်ရဲ့ experience တွေကိုနောက်ပြီးတော့ CAC TV Burmese Geek ကကိုမင်းတက်ကိုရဲ့ experience တွေကိုပါကျွန်တော်တို့ထားတဲ့ industry experience တွေကို sharing လုပ်ပေးသွားမယ် chapter လည်းရှိပါတယ်။အဲ့တော့တင်ကဓာတ်ပုံဝါသနာပါတယ်။နောက်ပြီးရှင်ဓာတ်ပုံပညာနဲ့ professional တယောက်အနေနဲ့ရက်တည်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ photography basic online course ကတင်တော့ပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီတင်နန်းရဲ့ overview လေးကတလောက်ပါပဲ။ကျွန်တော်တို့အားလုံးပဲတင်နန်းမှာဆက်ပြီးတော့တွေ့ကြမယ်။ See you